ဒီနေ့ခေတ်မှာအောင်မြင်မှုနဲ့ငွေကြေးနောက်ကိုငန်းများလိုက်ပြီးတော့တပြားတိုင်းထုတ်လုပ်ရေးကြီးတွေရဲ့ရုပ်သရုပ်တွေလိုချိန်ပြည့်ဖြောပြနေရတဲ့ဂီတသမားတွေထဲမှာခြံဆိုင်တိုးမွေးပြီးတော့ဝါအေးလူလူနဲ့ဖြတ်တန်းနေတဲ့ folk ဂီတသမားတစ်ယောက်တော့ရှိတယ်။သူ့နာမည်က Gregory Alan Isakov လို့ခေါ်တယ်။ Well, Grace, she's gone, she's a half-written poem. Gregory ရဲ့ဘဝကရိုးရှင်းတယ်။သူ့ရဲ့မနက်ခင်းတွေကအသီးနှံစိုက်ခွင်းတွေကိုရေလောင်းပြီးတော့အလုပ်လုပ်ချင်လုပ်နေမယ်။ညနေခင်းတွေကိုကော်လိုရာဒိုလူညင်းခံရင်လည်းသူ့ခြံထဲကသူတွေနဲ့အချင်းကုန်ချင်းကုန်မယ်။ညဘက်တွေဆိုရင်တိုင်းအောင်ဖျားကြနေတဲ့လေကွင်းပြင်ကြီးပေါ်မှာကြေအောင်လုံးကောင်းကင်ယူမော့ကြည့်ပြီးတော့အချင်းတွေရေးချင်လည်းရေးမယ်။ဘဝအကြောင်းတွေတွေးချင်လည်းတွေးမယ်။အခြားဂီတသမားတွေကကြီးမားတဲ့အောင်မြင်မှုတစ်ခုခုနောက်ကိုအရှိန်အဟုန်နဲ့ပြေးလိုက်နေကြတဲ့အချိန်မှာသူကဘဝကိုခက်နေနေပဲဖြတ်တန်းတယ်။တိတ်ဆိတ်နေထိုင်တယ်။သူ့ရဲ့စိတ်ကူးစိတ်တန်းတွေကိုစူညံနေတဲ့ဂီတလောကထဲမှာမရှာဖွေပဲစိတ်ငြိမ်တဲ့အလုံးနဲ့သဘာဝတရားတွေကနေရှာဖွေတယ်။ Gregory ရဲ့အကြောင်းပြောရမယ်ဆိုရင်သူ့ကိုတောင်အာဖရိကမှာမွေးတယ်။သူ့အသက်9နှစ်အရွယ်မှာတောင်အာဖရိကနေပြီးတော့သူတို့တမိသားစုလုံးအမေရိကန်ပြည်ထောင်စုကဖီလာဒဲလ်ဖီးယားကိုပြောင်းရွှေ့နေထိုင်တယ်။ဒါပေမဲ့မြို့ကြီးပြကြီးမှာနေထိုင်ရတာကိုသူကသိမကြိုက်လောက်။တရက်သူငယ်ချင်းနဲ့အာဖလာချီယန်တောင်လန်းကိုခြေချင်းခရီးလိုက်သွားရကနေသဘာဝလောကကြီးနဲ့ထိတွေ့မိပြီ။ပင်တွေနဲ့အေးချမ်းတဲ့တောတောင်တွေကိုသူသဘောကျမိသွားတယ်။နောက်တော့တက္ကသိုလ်တစ်ခုမှာဥယျာဉ်စိုက်ပျိုးတဲ့အတတ်ပညာကိုသင်ဖို့အတွက်ကော်လိုရာဒိုကိုပြောင်းရွှေ့နေထိုင်တယ်။အဲဒီရွယ်တွေကသူကလေယာစိုက်ပျိုးရေးနဲ့ဂီတဖျော်ဖြေရေးတွေကိုတွဲပြီးတော့လုပ်နေပြီ။ folk ဂီတပရိသတ်တွေကြားထဲမှာသူ့နာမည်ကိုလူတွေမသိသေးခင်က Gregory ကသူ့ရဲ့ဗန်ကားတစ်စီးနဲ့တစ်မျိုးဝင်တစ်မျိုးထွက်ခရီးတွေထွက်ပြီးပွဲတွေလိုက်တီးလေရှိတယ်။သူကသူ့ကားကတ်စဖို့အတွက်ကော်ပီဆိုင်လေးတစ်ခုမှာလူလေး15ယောက်လောက်ကိုတီးပြခြင်းနဲ့တီးပြမယ်။ညဘက်ပွဲတစ်ခုကိုတီးပြီးရင်လည်းသူ့ကားထဲမှာသူအိတ်ချင်အိတ်မယ်။ကြော်ကြားမှုကသူ့ရဲ့ပန်းနိုင်မဟုတ်ဘူး။သူကိုယ်တိုင်အင်တာဗျူးတွေမှာပြောဘူးတယ်။ music ကို carry အနေနဲ့သူလုပ်ဖို့စိတ်ကူးမရှိဘူးဆိုပြီးတော့ပတ်စံတန်းနဲ့တချင်းတွေဖျော်ပြီးဖို့သူ့မှာစိတ်ကူးမရှိဘူးတဲ့။2009ခုနှစ်မှာ This Empty Northern Hemisphere event ထွက်တော့ folk ဂီတပရိသတ်တွေကြားထဲမှာသူ့နာမည်ကိုလူတွေစရင်နီးလာခဲ့ကြတယ်။သူ့ရဲ့ကြပြဆန်တဲ့ဖွင့်တွေကိုလူတွေကနှစ်ချိုက်လာကြတယ်။2013ခုနှစ်မှာတော့သူ့ရဲ့ကိုယ်ပိုင် record label Suitcase Down Music ကိုစတည်ထောင်ခဲ့တယ်။အဲဒီနောက်မှာတော့ Gregory ဆိုတဲ့နာမည်ကို folk ဂီတပရိသတ်တွေကြားထဲမှာပထမဆုံးလူသိသွားစေခဲ့တဲ့ The Weatherman album ကိုထုတ်ဝေခဲ့တယ်Tell we always know 2014ခုနှစ်မှာတော့သူရဲ့ပထမဆုံးစိုက်ပျိုးမွေးမြူရေးချမ်း Starling Fan ကိုစဝေခဲ့တယ်။သူ့မှာ Taylor Swift နာမည်ကိုအတူကောင်းပေးထားတဲ့ T Swift လို့ခေါ်တဲ့သူ့တုပ်ရှိတယ်။ချမ်းဝယ်ပြီးတိတ်မကြခင်မှာပဲတီးနှံတူလောင်တဲ့စပကြီးထဲမှာသူ့ရဲ့ကိုယ်ပိုင်စတူဒီယိုကိုစပြီးတော့စောက်တယ်။သူကမနက်ခင်းလေးဆိုချန်နေမဝင်ခင်အချင်းဆိုလေးရှိတယ်လို့ပြောတယ်။သူပြောဖို့တဲ့စကားတစ်ခုရှိတယ်။ဂီတသမားတစ်ယောက်ဖြစ်လာရင်မင်းလက်တွေကနူးညံ့လာလိမ့်မယ်။အဲဒီခါကျရင်အလုံးလုံးရင်ရလာမယ်မင်းရဲ့ကိုစိတ်ကူးစိတ်တန်းတွေနဲ့အဆက်အသွယ်ပြတ်သားလိမ့်မယ်တဲ့။ Gregory ကတခြားတေးဆရာတွေလိုသချင်းပုတ်မပေါက်ပေါက်အောင်ရှာကြံရေးတဲ့သူမျိုးမဟုတ်ဘူး။စကားလုံးတွေကိုသချင်းဖြစ်ပြီးတော့သူခံစားချက်မဟုတ်ဘဲနဲ့အတင်းဖြစ်နေပြီးတော့မရေးတတ်ဘူး။သူကစကားလုံးတွေတီးပွင့်လာမဲ့အချိန်ကိုစိတ်ရှိရှိဆောင်တယ်။သူပြောဦးသလိုပဲငါကတော့လမ်းလျှောက်ထွက်ရင်ကြပြားတွေကိုစားသုံးတယ်။ပြီးတော့သချင်းတစ်ပုတ်ပြန်ထုတ်လိုက်တာပဲတဲ့ I feel like I walk around and eat poetry and then I puke up a song, you know. သူကသချင်းတွေတဖြည်းဖြည်းနဲ့သူ့လိုပုံပေါ်လာတာကိုသဘောကျတယ်။တရက်သူလဲခွင်းထဲမှာလဲနေချိန်သူ့ပေါ်ဖြာချနေတဲ့လာမေးရွံတွေ့တော့စကလုံးတွေအလိုလိုထွက်ချလာပြီးတက်မွန်ဆောင်ဆိုတဲ့သချင်းဖြစ်ပေါ်လာတယ်။ And that full belly bone should have shining on me.သဘာဝတရားနဲ့အပင်တွေကိုချစ်တဲ့ဂီတသမားဖြစ်တဲ့လျောက်သူ့သချင်းတွေမှာတောတွေတောင်တွေရွှေမြော်ခင်းတွေနဲ့ကောင်းကင်ဘဝအလှတရားတွေကိုသူ့ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ရောပြီးကြပြဆန်းဆန်းရေးဖွဲ့လေးရှိတယ်။တချို့သချင်းတွေမှာကြီးလက်ဘဝတွေကိုမြင်ရတယ်။တချို့သချင်းတွေမှာအေးချမ်းတဲ့ထိချမ်းခြင်းတွေကိုခံစားရတယ်။တချို့သချင်းတွေမှာတော့ဘဝရဲ့အလှတရားတွေကိုမြင်ရတယ်။
Gregory ကစကလုံးလှလှတွေကိုရေးဖွဲ့တတ်တဲ့ကဗျာဆရာတယောက်ဆိုလဲဟုတ်တယ်။နေစုလာတွေကိုချစ်မြတ်လို့တဲ့သမားတယောက်ဆိုလဲဟုတ်တယ်။တရိษံတွေကိုကျင်နာတတ်တဲ့တက်တက်လို့သမားတယောက်ဆိုလဲဟုတ်တယ်။သူက21ရာစုရဲ့အခမ်းအနားဆုံး folk ဂီတသမားဆိုလဲဟုတ်တယ်။